CEO ဟာဖိုင်တိုးကိုကန်ပြီးရုပ်ပြခုံတက်လိုက်ကမိန်းကလေးရဲ့ဥက္ကနောက်စိတ်ကိုအားနဲ့ရချလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲသူကိုယ်တိုင်ပဲကျမ်းမြေပေါ်လက်ကျသွားပြီးနာကျင်လို့မလုံနိုင်ဖြစ်သွားခဲ့ပေမဲ့မိန်းကလေးကတော့ဘာမှမဖြစ်ပဲအကောင်းတိုင်းပါပဲ။တကယ်တော့ CEO ဟာမိန်းကလေးပူလောင်သွားတာကိုတောင်မနာကျင်တာကိုသတိထားမိခဲ့တာပါ။အဲ့ဒီအစားသူ့ရဲ့ခန္ဓာကိုယ်တူညီတဲ့နေရာမှာပဲအကြောင်းရင်းမရှိပဲပြင်းပြင်းထန်ထန်နာကျင်လာခဲ့ပါတယ်။မိန်းကလေးက28ထက်အထိလေကားကနေပြစ်တက်လာတာအမောမဖောက်ပဲပုံမှန်အတိုင်းဖြစ်နေချိန်မှာလက်လက်ကားစီလာတဲ့ CEO ကတော့အသက်ရှူမွားပဲချွေးတွေပြန်ကခြေထောက်တွေပါတုံနေခဲ့ပါတယ်။ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်တွေကြောင့်သူတစ်ခုတော့မှားနေပြီဆိုတာရိပ်မိသွားပါတယ်။ဒါကြောင့်သူဆက်လက်ကြည့်လိုက်တာပါ CEO တမ်းပြမော်လဲနေတာကိုမြင်တော့မိန်းကလေးကရှင်းမဖြစ်တာလေလို့စိုးရင်ကြည့်မိပါတယ် CEO ကတော့အချက်ပြေအောင်လေ့ကျင့်ခန်းလုပ်တာပါလို့ညာပြောပြီးမိန်းကလေးကိုအမြန်လွှတ်လိုက်ပါတယ်မိန်းကလေးထွက်သွားမှနာကျင်နေတဲ့ခေါင်းကိုကန်ပြီးသူတို့နှစ်ယောက်ကြားမှာအာယုံခံစားမှုတူညီနေတာရှိနေပြီဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ဒါဟာလွန်ခဲ့တဲ့ညကသူတို့နှစ်ယောက်ဆောင်ခဲ့တာနဲ့ပတ်သက်နေနိုင်တယ်လို့သူတွေးလိုက်ပါတယ်နောက်ထပ်အချိန်ခံဖြစ်စေဖို့အတွက်မိန်းကလေးကိုပြင်ပနဲ့လုပ်တွေမခိုင်းဘူးနဲ့နေ့လည်စာကိုလည်းသူနဲ့တူစားဖို့အတွင်းရမှုကိုအမိတ်ပေးလိုက်ပါတယ်ဒါပေမဲ့ CEO ရဲ့ဒီလိုထူးခြားဆက်ဆံမှုကိုသူ့ကိုတစ်ဖက်သက်ချစ်တဲ့မိန်းကလေးကမြင်သွားပြီးမနာလိုဖြစ်သွားပါတယ် CEO ကဟိုမိန်းကလေးကိုစိတ်ဝင်စားသွားပြီလို့အထင်မှားပြီးမဖြစ်နိုင်ဘူးဒါကိုလုံးဝခွင့်ပြုနိုင်ဘူးလို့ကြုံးဝါလိုက်ပါတယ်